မှာဥဆုံး Play Store ထဲကိုသွားပါမယ် Play Store ထဲမှာဗာလေးလိုအပ်မယ်ဆိုလို့ရှိရင် site phone video လေးလိုရပြအဲဒီမှာ Play Store မှာ PSI page show ဆိုပြီးမှကျွန်တော်လိုက်ရှာလိုက်မယ်အဓိကကျွန်တော်ခုနောက်ပိုင်းမှာ Gmail ပွင့်တဲ့အခါမှာဖုန်းနံပါတ်တွေတောင်းတာကြီးတော်တော်များများအဖြစ်များကြတယ်ဗျာအဲကောင်ဘယ်လိုမျိုးပိုင်ပန်းသုံးလဲကျွန်တော်လည်းဆိုတာလေးဒီဗီဒီယိုမှာပြောပြပေးထားပါပေါ့အစားဆုံးလေးတစ်ချက်ကြည့်သွားပြီးလို့ရတယ်နော်တောင်းလိုက်မယ်ဆိုတော့လေလွယ်ဆုံးနည်းလမ်းလေးကိုကျွန်တော်ပြောပြပေးထားပါဒီမှာဘာမှတော့လုပ်ကြမလို့အခုပြထားလို့လေးပဲစတဲ့တွေပါချိန်ရတော့မလိုတော့ဘူးအလုံးပြီးပြီဆိုတော့ကျွန်တော် start ကိုနှိပ်လိုက်မယ်start နှိပ်ပြီးရတဲ့ကျွန်တော် browser တွေကိုရောက်သွားမယ်ပြီးလို့ရှိရင်တော့ home key လေးနဲ့ပြန်ထွက်ပေးလိုက်မယ်ဒီတက်လွယ်တာတော့မရှိတော့ဘူးဗျဒါကျွန်တော်လည်းလုံးဝတာတစ်ခါဆန်းပြပေးထားဆိုတော့ဒီနေ့ကျွန်တော် Gmail ထဲပြင်လိုက်မယ် Gmail ထဲဝင်ပြီးမှကျွန်တော် account တစ်ခုလေးအရင်ဆုံးစမ်းဖွင့်ကြည့်ရမယ် VPN ကတော့ချိန်ထားပေးရမယ်ဗျကျွန်တော်လေးရှင်းဝင်ရပါတယ်ကျွန်တော်ရဲ့ account လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါတယ်အရင် channel ကပြစ်သွားတဲ့အတွက်ခုအတက်လေးကျွန်တော်ပြန်လုပ်ထားတာပါဒီထဲမှာအနည်းပညာနဲ့ပတ်သက်တာလေးတွေဂုရုဒရစရာလေးတွေလက်ကျင်တွေတိုင်းတက်စီပြီးတော့မှဖြစ်လို့ like and subscribe လုပ်ထားပေးဖို့တောင်းဆိုလိုက်ပါတယ်ကျွန်တော်တချို့ VPN အနေနဲ့ဖွင့်တဲ့အခါမှာဒီနားမှာကျွန်တော်ဂျပန်ဖုန်းနံပါတ်တွေတောင်းတာတို့မြန်မာဖုန်းနံပါတ်တွေတောင်းတာတို့အဲ့လိုမျိုးအစင်းစင်းရှိတယ်ဗျာကျွန်တော်စမ်းကြည့်ရတော့ကတော့ဒီ VPN လေးကတော်တော်လေးအဆင်ပြေတယ်တခါလေးတန်းပွင့်သွားရပေါ့အခုနောက်ပိုင်းကတော့ကျွန်တော်တစ်ခုပြောပြထားတဲ့နီလန်းလေးနဲ့ပဲကျွန်တော်ဖွင့်ပေးနေတာတော်တော်များများအဆင်ပြေကြပါတယ်ဒီနီလန်းလေးကလေဒါဆိုလို့ရှိရင်ကျွန်တော် account တစ်ခုရပါပြီနေကိုနေလိုက်မယ်ဒီနေ့မှာဖုန်းနံပါတ်တွေပါရင်မတောင်းတော့ဘူး scale လုပ်စရာလည်းမလိုဘူးဒီကရဲ့ account တစ်ခုတန်းပွင့်သွားတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲတခြားနည်းပညာနဲ့ပတ်သက်တာလေးရှိရင်လည်းcomment မှာရေးထားပေးခဲ့လို့ရပါတယ်ကျွန်တော်အချိန်ရတဲ့အခါရဲ့ဗီဒီယိုလေးလုပ်ပြီးတင်ပြသွားပါမယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်